တည်င်းတောင်မလေးရွှေလိုင်းဟာသူမရဲ့ကင်မရာကိုတွားယူရင်းမတော်တဆမှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအနားကကားတစ်စီးကဘယ်အချိန်မဆိုပောက်ကွဲတော့မဲ့အန်ဒရယ်ရှိနေတာပါ။ဒီလိုအရေးပေါ်အချိန်မှာပဲမိထက်သမားကျင်းရှီချွန်းကမိခန့်ဆောင်ကြီးကိုခြုံပြီးအပေါ်ကနေဆင်းလာခဲ့ပါတယ်။သူဟာဒီမိန်ကလေးကိုသူ့ရဲ့ရင်ခွင်ထဲမှာလုံးအောင်ဖက်ထားပြီးအကားကွယ်ပေးခဲ့တာပါ။သူတို့နှစ်ယောက်အန်ဒရယ်ကနေအောင်အောင်မြင်မြင်လွတ်မြောက်လာပြီးတဲ့နောက်မှာတော့ကျင်းရှီချွန်းကရွှေလိုင်းကိုဒေါသတကြီးနဲ့စုပူပါတော့တယ်။တည်င်းရဖို့ပဲစူးစမ်းပြီးတာဝယ်မတိတဲ့တည်င်းတောက်တယောက်လို့တော့သူကအထင်လွဲသွားခဲ့တာပါ။နောက်တနေ့မှာတော့ဒီကဲဆက်ရွက်ဖက်ကိုအချက်လက်တွေလို့တလို့ဖြတ်တော့ပြီးအွန်လိုင်းပေါ်တင်လိုက်ကြပါတယ်။မိသက်သမားတွေကိုမီးညွင်းသက်ဖို့ကြောက်ရွံ့နေတဲ့လူကြောက်တွေအဖြစ်တမင်သက်နာမည်ဖြတ်တိုက်ခိုက်ခဲ့ကြတာပါ။ဒါဟာအွန်လိုင်းမှာအတော်လေးကြရက်ထားသွားခဲ့ပါတယ်။အကွက်ချတတဲ့လို့ဖို့ကွိုင်းဖက်ကလည်းအပြစ်အားလုံးကိုအပစ်ဝင်လာတဲ့ရွှေလိုင်းပေါ်ပုံချလိုက်ပါသေးတယ်။ဒါပေမဲ့တူမထင်မထားတာကတော့ရွှေလိုင်းစီမှာတူမကိုလှုပ်ကြံခဲ့တဲ့အထောက်ထားတွေအစင်တင်းရှိနေတာပါပဲ။ရွှေလိုင်းကတူမရဲ့အပြစ်မရှိကြောင်းတက်တည်ပြနိုင်ခဲ့ပြီးမြဲဒီတူရရောကောင်းတွေအပေါ်လူတွေအထင်မလွဲစေဖို့အတွက်မိသက်သမားတဲ့အကြောင်းအထူးသတင်းဆောင်ပါတစ်ခုရေးပေးချင်ခဲ့ပါတယ်။ဒါပေမဲ့တူမကိုကျေးဇူးမသိတဲ့တာဝန်မဲ့တဲ့သတင်းတောက်လို့အထင်ခံထားရတာကြောင့်ဒီအင်တာဗျူးကလုံးဝအဆင်မပြေခဲ့ပါဘူး။ရဲ့အတော်ကြတဲ့အထိရွှေလိုင်းတယောက်သတင်းအတွက်ဘာအချက်လက်မှမရခဲ့သလိုသမင်းစားသွားတိုင်းလဲပန်းခန့်အလွတ်တွေကိုပဲတွေ့နေရပါတယ်။ဒါတော့မှတူမလည်းမလွတ်ခဲ့ပါဘူး။ရွှေလိုင်းကခုံတလုံးယူပြီးဂျင်းရှီချွန်းရဲ့ဘေးမှာဝင်ထိုင်လိုက်ပါတယ်။ပြီးတော့သူ့ပန်းခန့်ထဲကဟင်းတွေကိုအားမနာတမ်းနိုင်စားညံ့နဲ့အင်တာဗျူးကိုလက်မခံဘူးဆိုရင်နေတိုင်းလာနှုတ်ဖြစ်မဲလို့တောင်ချင်းချောက်လိုက်ပါသေးတယ်။နောက်ဆုံးမှာတော့ဂျင်းရှီချွန်းလည်းလက်လျှော့လိုက်ရပြီးအင်တာဗျူးဖို့သဘောတူလိုက်ရပါတယ်။ဒါပေမဲ့ရွှေလိုင်းမေးတဲ့မေးခွန်းတွေကကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ဘာမှမဆိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲအချက်ပေးတန်ထွက်ပေါ်လာပြီးမိသက်တဖွဲဝင်အားလုံးတာဝန်ထမ်းဆောင်ဖို့ချက်ချင်းထွက်ခွာသွားကြပါတယ်။အဖေအပျက်ကတော့ကြက်ချန်တစ်ခုပြိုကျသွားပြီးအဖိုးအိုတယောက်စင်ပေါ်မှာပိတ်မိနေတာပါ။မကြခင်မှာပဲအဲ့ဒီအဖိုးအိုကိုမိသက်သမားတွေကကဲထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဖိုးအိုကသူ့ရဲ့လွတ်သွားတဲ့ချက်တွေကိုပဲစိတ်ပူနေပြီးစိတ်ယုံသွားဖို့ညှင်းဆန်နေခဲ့ပါတယ်။ဒါကြောင့်ဂျင်းချီချွန်းကချက်တွေကိုကူဖန်ပေးမယ်လို့ကတိပေးလိုက်ရပါတော့တယ်။ရွှေလိုက်လဲဝင်းမလေးပဲဝိုင်းကူဖန်ပေးခဲ့ပါတယ်။သူမဟာဂျင်းချီချွန်းနဲ့ချက်တကောင်တဲကိုအတူတူဖမ်းမိသွားခဲ့တာပါ။တခွဲမှုချင်းကချက်ချင်းပဲလက်လွတ်ပေးလိုက်ပါတယ်။သူချက်တွေကိုစပ်ဖန်နေတုန်းမှာပဲရွှေလိုင်းကရှေ့ကနေပိတ်ရက်လိုက်ပါတယ်။သူမကဂျင်းချီချွန်းရဲ့မြစ်လုံးတွေကိုစူးစူးဆိုင်ဆိုင်ကြည့်လိုက်တဲ့အခါသူ့ခရရှက်လို့လူပြန်တော်မကြည့်ရတော့ပါဘူး။ရှင်ဝစ်ထားတဲ့ဥထုပ်ကစောင်းနေလို့သူမကပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတည်းချက်တွေအကုန်ဖမ်းမိပြီဖြစ်ကြောင်းအဖွဲ့ဝင်တယောက်ကလာသတင်းပို့ပါတယ်။ဂျင်းချီချွန်းကရွှေလိုင်းကိုလက်ညှိုးလေးနဲ့အသာလေးသွင်းဖယ်လိုက်ပါတယ်။စခန်းကိုပြန်ရောက်တဲ့အခါရွှေလိုင်းကအစည်းအဝေးဖိတ်ကြားစာရခဲ့ပါတယ်။ဒါပေမဲ့တကိုယ်လုံးမှာချက်မွေးတွေပေးပွဲနေတာကြောင့်အရင်ဆုံးရေချိုးဖို့လိုအပ်နေတာပါ။မိထက်တပ်ဖွဲ့ဝင်တွေထမင်းစားနေတော့မှသူမကရေချိုးခန်းထဲခိုးဝင်ပြီးရေချိုးခဲ့ပါတယ်။သူမရဲ့လှုပ်ဖို့ကွိုင်ဖက်ကူလည်းအပြင်မှာအဆောင်ထားလိုက်သေးတာပါ။ဒါပေမဲ့ရေချိုးနေတော့မှပဲအပြင်ကလူထန်ကြားလိုက်ရပါတယ်။ဂျင်းချီချွန်းရေချိုးခန်းထဲဝင်လာတဲ့အချိန်မှာပဲသူမကမတိမတာထွက်ပြေးဖို့စ조사ခဲ့ပြီးနဲ့သူမရဲ့အလားကုန်အိတ်လေးကကျန်းပင်ဒီမိန်းကလေးကဘသူမှမရှိတဲ့အချိန်ကိုချောင်းပြီးအမျိုးသားရေချိုးခန်းထဲခိုးဝင်ကရေချိုးနေခဲ့ပါတယ်။ဒါပေမဲ့ရေချိုးလို့တဝက်လောက်ရောက်တဲ့အချိန်မှာတယောက်ယောက်ဝဲလာပါတော့တယ်။ဟိုလူကအလုရှုပ်နေတော့သူကမတိမတာလေးလစ်ထွက်ဖို့စ조사ခဲ့ပေမဲ့ထွက်ပြေးတဲ့လမ်းမှာသူ့ရဲ့ရေချိုးပစ္စည်းအိတ်လေးကိုမတော်တဆခြံခမ်းမိပါတယ်။ဘာလို့လဲလို့အမေခလိုက်ရတဲ့အချိန်မှာပဲအပြင်မှာအမျိုးသားတွေအများကြီးထွက်ဝင်လာတဲ့ကိုကြားလိုက်ရလို့ဂျင်းရှီချွန်းကရွှေလိုင်းကိုသူ့ရဲ့ရေချိုးခန်းထဲအမြန်ဆွဲသွဲလိုက်ပါတယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ဟာရေချိုးခန်းချင်းချင်းလေးထဲမှာအတူတူပိတ်မိပြီးတယောက်ကိုတယောက်ကြည့်ရခက်တဲ့အကြီးတွေနဲ့ကြည့်နေမိကြပါတယ်။တခါမှရေးစားမထားဘူးတဲ့ကပတိန်ချင်းကတာတော့ဒါဟာခြေမလေးတွေခွေးသွားရလောက်အောင်ကိုရှက်ထိုကောင်းနေကြတာပါ။ဒီတော့အတွက်မှာတော့အပြင်မှာကင်းဆောင်ဖိနေတဲ့လို့ဖော်ကွိုင်းဘက်ကဝမ်းလျောနေလို့ခဏသွားရကနေပြန်ရောက်လာပါတယ်။ရေချိုးခန်းထဲကနေအမျိုးသားတယောက်ထွက်လာတာကိုမြင်လိုက်ရတော့သူကကြောင်အန်းထိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရွှေလိုင်းကသူ့နောက်ကနေကပ်ပြီးထွက်လာပါတယ်။ဂျင်းရှီချွန်းကတော့သူမအသာတိုင်ရှင်းတဲ့အဝေးစားတစ်စုံပေးလိုက်ပါတယ်။လို့ဖော်ကိုင်းဘက်ကတော့ရွှေလိုင်းစိတ်ဆိုးသွားမှဆိုလို့သူ့ဘက်ကမကောင်းလို့ခဏထွက်သွားရတာမှဆိုပြီးအမြန်ရှင်းပြနေပြီနဲ့ထူးဆန်းတာကသူမကစိတ်ဆိုးမဲ့အစားပျော်နေပုံရတာပါပဲ။မကြခင်မှာပဲရွှေလိုင်းလိုက်ကူထားတဲ့မိသက်စခန်းအကြောင်းသတင်းဆောင်ပါကကုမ္ပဏီရဲ့ရွေးချယ်မှုကိုခန့်လိုက်ပြီးလူမှုကွန်ရက်မှာပါအရန်ခစ်စားသွားပါတယ်။မိသက်စမားတွေလည်းအဲ့ဒီဆောင်ပါကိုဖတ်ပြီးတဲ့နောက်မှာတော့သူမအပေါ်ထားတဲ့အမြင်တွေစတင်ပြောင်းလဲလာခဲ့ပါတယ်။ရွှေလိုင်းကဂျင်းရှီချွန်းစီဖုံးဆက်ဖို့စ조사တဲ့အခါမှာတော့သူကလူတဲ့နှုတ်ဆက် blind date သွားနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒါကိုကြတော့သူမကအရန်ဒေါသထွက်သွားပြီးကားကိုအမြန်မောင်းကမိသက်စခန်းကိုတန်းသွားပြီးဂျင်းရှီချွန်းရဲ့လမ်းကိုရဲရဲဝံ့ဝံ့ပိတ်ရလိုက်ပါတယ်။သူမကသူ့ကိုရှင်ကျမနဲ့တွဲချင်လားလို့တိုက်ရိုက်မေးလိုက်ပါတယ်။သူမရဲ့တီးကြီးတဲ့အမူအရာကိုမြင်လိုက်ရတော့သူလည်းချက်ချင်းပဲစိတ်လှုပ်ရှားသွားပြီးရင်ထဲမှာလည်းပြောင်းဆန်ကုန်ပါတော့တယ်။အဲ့ဒီလိုစိတ်ရှုထွေးသွားလို့သူမကိုရှောင်ပြီးထွက်ပြေးဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့ရွှေလိုင်းကတော့လက်မလျှော့ပဲသူ့ကိုလွှမ်းခေါ်ပြီးသူမရဲ့ခန်းစားချက်တွေကိုဖွင့်ပြောခဲ့ပေမဲ့နောက်ထပ်တစ်ချိန်အငင်းခံလိုက်ရပြန်ပါတယ်။အဲ့ဒီနေ့မှာသူတို့အဖွဲ့ဟာအခြေရေးကြောင့်စိတ်တကြပြီးတိုက်ပေါ်ကခုံချဖို့စ조사နေတဲ့မိန်းကလေးတယောက်ကိုကဲတင်ခဲ့ရပါတယ်။အဲ့ဒီခါမှာအဖွဲ့သားတွေကရွှေလိုင်းတယောက်ကပတင်ရဲ့ငင်းဆိုမှုကိုလူသိရှင်ကြားခံလိုက်ရတာမို့သူမလည်းတခုခုလှုပ်သွားမလားဆိုပြီးစိုးရိမ်တကြီးပြောနေကြပါတယ်။ဒါကဂျီရှီချွန်းကိုလည်းမတိမတာစိုးရိမ်စိတ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။သူကသူမစီစာပို့ခြင်းပေမဲ့အကြာကြီးတုံးဆုံနေပြီးမှအဲ့ဒီစာကိုပြန်ဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူမသိလိုက်တာကတော့ရွှေလိုင်းဟာတကယ်ပဲအန်ဒရီရဲ့တစ်ခုနဲ့ရင်ဆိုင်နေရပြီဆိုတာပါပဲ။